ခရစ်တိုမှာပတ်စံရှာခြင်းလို့ trading လုပ်မလားဒါမှမဟုတ်ဝယ်ပြီးချိန်ချာကင်ထားမလားမှားယွင်းမိရင်တော့အမျက်ရမယ့်အစားပတ်စံမှာဆုံးရှုံးနိုင်ပါတယ်တကယ်တော့ trading နဲ့ investing မှာဘယ်ဟာကပိုကောင်းလဲဆိုတဲ့အဖြေတစ်ခုတည်းမရှိပါဘူးအရေးကြီးတာကကိုယ့်အတွက်ဘယ်ဟာကပိုသင့်တော်လဲဆိုတာပါ trading ဆိုတာဈေးနှုန်းအတက်ကြကိုအခွင့်ကောင်းယူပြီး short term အမျက်ရှာတာပါဒါပေမဲ့ market ကိုအမျက်ဆောင်ကြည့်ရပြီးဆုံးဖြတ်ချက်မှရင်ဆုံးရှုံးမှုမြန်နိုင်ပါတယ် investing ကတော့ကောင်းမွန်တဲ့ asset တစ်ခုကိုရွေးချယ်ပြီးရေရှည်တန်ဖိုးတက်လာဖို့စောင့်တာပါဒါပေမဲ့စိတ်ရှည်ဖို့တော့လိုပါတယ် trading လုပ်တဲ့သူကအမြဲလိုချင်တတ်တယ်လို့ investing လုပ်တဲ့သူကအချိန်နဲ့အတူတဖြည်းဖြည်းတိုးလာမယ်လို့ယုံကြည်ရပါတယ်နှစ်ခုလုံးမှာတော့ risk ရှိပါတယ်ဒါကြောင့်ကိုကအချိန်ပေးနိုင်ပြီး market ကိုလေ့လာစောင့်ကြည့်နိုင်ရင် trading ကတင့်တော်ပြီးတော့အချိန်မပေးနိုင်မဲ့ရေရှည်အတွက်တိစောက်ချင် investing ကပိုတင့်တော်ပါတယ်အဆုံးအနေနဲ့ဘယ်ဟာကပိုကောင်းလဲမဟုတ်ပါဘူးကိုယ့်ရဲ့ကို risk tolerance နဲ့ high horizon ဘယ်ဟာကကိုက်နေလဲဆိုတာကပိုအရေးကြီးပါတယ်ဒါနဲ့မိတ်ဆွေက trader လား investor လားဆိုတာကိုလည်းကွန်းမှန်မှန်ခဲ့ပါဦးနော်